အစိုးရဖွဲ့ထဲမှာရိုဟင်ဂျာပါနေသလားတရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဟာရိုဟင်ဂျာအသွင်ပြောင်းဆိုတာဟုတ်သလားဒီမေးခွန်းတွေနဲ့ပတ်သက်လို့သုံးသက်ဆွေးနွေးတင်ပြပေးသွားပါမယ်ဒီနေ့က2026ခုနှစ်ဇူလိုင်2ရက်နေ့ဖြစ်ပါတယ်တစ်တော်မှာဂျိန်းကျော်လွင်ဆိုတဲ့အကောင့်ပိုင်ရှင်ဆရာဆရာမတွေကိုလာစာနဲ့မလောက်ရင်ဟိုတန်းသွားပါဟိုလိုလုပ်ပါဒီလိုလုပ်ပါလို့စော်ကားတဲ့ဂျိန်းကျော်လွင်2030အမတ်လောင်းမှာလူခွင့်ရေးသမားပါဆိုတဲ့ဂျိန်းကျော်လွင်ကတရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးစန်းဦးကိုရိုဟင်ဂျာအသွင်ပြောင်းဖြစ်တယ်လို့သူကြားသိရတဲ့အကြောင်းပို့တင်ထားတဲ့အတွက်လက်ရှိအစိုးရဖွဲ့ထဲမှာရိုဟင်ဂျာပါနေသလားတကယ်ပဲပြီးတော့ရိုဟင်ဂျာအသွင်ပြောင်းတယောက်ကိုပြည်အောင်စုဝန်ကြီးခန့်ထားသလားဆိုရယ်ပြည်သူတွေကြားမှာဝေဝါးအထွေမြင်လွဲမှာနိုင်ငံတော်အစိုးရပေါ်မှာအများပြည်သူအထွေမြင်လွဲမှာနေကြတယ်အစိုးရကိုကြီးညိုပြက်စေဖို့တမင်လှုံ့ဆော်ဝါဒဖြန့်နေတာကိုတွေ့ရတဲ့အတွက်ရှင်ဒီဒီရုပ်တံကိုပြောရကြမ်းဖြစ်တယ်။ဥစွာရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းကျွန်တော်မြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိဘူးလို့သမ္မတဦးသိန်းစိန်ကိုယ်တိုင်ကအတိုင်းပြည်ပြည်သည့်ကဘာတိကြေညာခဲ့ပြီးဖြစ်တယ်။နာဆာကဥက္ကဋ္ဌဦးမြောင်လိုက်သည်လေကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ်နိုလင်းဟေစာကျွန်တော်တို့နိုင်ငံကိုလာတဲ့ခီးစဉ်မှာကျွန်တော်တို့နိုင်ငံမှာရိုဟင်ဂျာမရှိဘူး။နယ်ချဲအင်္ဂလိပ်တွေကလဲကိုလီလို့ဖို့အိန္ဒိယကခေါ်သွင်းခဲ့တဲ့ဘင်္ဂါလီပဲဖြစ်တယ်လို့တိုင်းပြည်ပြည်သည့်ကဘာတိကြေညာခဲ့ပြီးဖြစ်တယ်။ဒါကြောင့်မလို့ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုမသုံးကြဖို့သတိပေးကြပါတယ်တိုက်တွန်းကြပါတယ်မတိ၍ပြောခဲ့မိတယ်ဆိုရင်လည်းနောက်မှာရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းမသုံးကြပဲဘင်္ဂါလီလို့စာပြောင်းလဲပြီးခေါ်ကြဖို့ကျွန်မမဘုဒ္ဓမဟာသွေးအနေနဲ့အကြံပြုတိုက်တွန်းကြပါတယ်တာမန်ရသားပြည်သူတွေနိုင်ငံသားတွေအနေနဲ့မတိ၍မှားကောင်းမှားနိုင်ပေမဲ့ဂျိန်းကျော်လင်းလို့လူအခွင့်အရေးသမား2030မှာကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ်ဆိုတဲ့အမတ်လောင်းတယောက်အနေနဲ့မတိစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။တီကြီးနဲ့တမင်ပြောဆိုရဲဆိုရင်တော့ဒါဟာနိုင်ငံတော်အစိုးရကိုအများပြည်သူကြီးညိုပြက်စေဖို့အတွက်တမင်ရည်ရွယ်ချက်ရှိဝါဒဖြန့်တယ်လို့သုံးသပ်ရပါလိမ့်မယ်။ဆိုတော့ကျွန်မအမြဲတမ်းလက်ခံထားတဲ့ကျွန်မမျိုးတွေဆိုအမြဲတမ်းသိတဲ့စကားတစ်ခုရှိတယ်။လက်ညှိုးထိုးပြီးဝေဖန်ရင်လက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်။လက်အုပ်ချီပြီးတောင်းပန်ရတဲ့တက်တီလည်းရှိရတယ်။လက်ညှိုးထိုးပြီးဝေဖန်ရတဲ့တက်တီရှိရင်လက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်။လောက်ချီပြီးတောင်းပန်ရတဲ့တက်တီလည်းရှိရမယ်။ဒါအမြဲတမ်းကျွန်မလက်ကင်ထားတဲ့အရာဖြစ်တယ်။ဂျိန်းကျော်လေးအနေနဲ့နံပါတ်1အကြောင်းဆရာကြားမတွေကိုသူစော်ကားခဲ့တယ်။နော်ဆရာမတွေလာစာနဲ့မလောက်ရင်ဘာလို့ပါညာလို့ပါပြောတယ်။ဆရာမလို့ပြောတဲ့နေရာမှာပညာရေးဝန်ကြီးဌာနရဲ့လက်အောက်မှာတင်နော်မူလာတဲ့လဲတဲ့အထက်တန်းလို့ကျောင်းဆရာမတွေပါတယ်လို့ပညာရေးကောလိပ်ပညာရေးတက္ကသိုလ်နီးပညာတက္ကသိုလ်အတမွေးဝမ်းကျောင်းပညာတက္ကသိုလ်စတဲ့ဌာနအားလုံးဒီလေပညာရေးဝန်ထမ်းများဖြစ်တယ်။အဲ့ဒီဝန်ထမ်းအားလုံးကိုတင်ကြုံပြီးစော်ကားတဲ့လက်ညှိုးထိုးပြီးဝေဖန်ရတဲ့တက်တီရှိပေမဲ့လောက်ချပြီးတောင်းပန်ရတဲ့သူ့မှသူဝန်ခံရတဲ့တက်တီမရှိခဲ့တဲ့သူဖြစ်တယ်။အခုလည်းပဲမဟုတ်မမှန်လိန်လေ၍အစိုးရကိုကြီးညိုပြတ်ဖို့တရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြောင်းစုဝန်ကြီးစီတူဦးဆန်းဦးတက်မတော်မှဒုတိယဗိုလ်ချုပ်ကြီးရာထူးရတဲ့အထိအဆင့်နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့နော်တက်မတော်ရဲ့ဤပညာတက္ကသိုလ်ကျောင်းအုပ်ကြီးတက်မတော်ရဲ့နော်တိုင်းစစ်ဌာနသီးသီးမှာတိုင်းမှုဖြစ်နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့စီတူဦးဆန်းဦးကိုရိုဟင်ဂျာတွေပြောင်းလို့မတိ၍မှားယွင်းပြောဆိုခဲ့ရဆိုရင်လေကိုအမားအတွက်လက်ညှိုးထိုးပြီးဝေဖန်ရတဲ့တက်တီရှိရင်လောက်ချီပြီးတောင်းပန်ရတဲ့တက်တီရှိဖို့မျှော်လင့်ပါတယ်တခါမှကိုယ်တိုင်မသိဘဲနဲ့ရည်ရွယ်ချက်ရှိဝါဒဖြန့်မိတယ်ဆိုရင်အဲ့ဒီအတွက်အယောစားအရန်ကြီးမားပါတယ်ကျွန်မဓာတ်ပုံတစ်ပုံပြပါမယ်ဆိုလို့ရှိရင်ဦးဆန်းဦးဒေါ်ကျူကျူဆိုမိသားစုဒါကတော့ဂျိန်းကျော်လင်းစော်ကားနေတဲ့ရိုဟင်ဂျာအသွင်ပြောင်းဆိုတဲ့ဦးဆန်းဦးဖြစ်ပါတယ်ကျွန်မဒီကုသိုလ်စုပူဆုံးလောင်းတင်ကိုထူထောင်ပြီးတော့ဝါတွင်းဝါပတန်ဃာတော်အပား400ကိုအာယုံဆုံးလောင်းလူနေတဲ့ဝေယဝဆကုသိုလ်ရှင်တဦးဖြစ်တဲ့ကျွန်မတို့ဒီကုသိုလ်စုပူဆုံးလောင်းတင်မှာဆုံးလူရှင်တွေကနိုင်ငံတော်သမ္မတဦးမြောင်လှိုင်ဒုသမ္မတဦးညိုစောသမ္မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးရဲဝင်းဦးအခုပြောင်းစုဝင်ကြီးနော်ဂျိန်းကျော်လင်းဆွဲနေတဲ့ပြောင်းစုဝင်ကြီးဦးဆန်းဦးပါမယ်ပြောင်းစုဝင်ကြီးဦးရဲအောင်နိုင်ငံတော်သမ္မတရဲ့သားသမီးတွေဖြစ်တဲ့နော်ဒေါ်ခင်သီရိအသက်မွန်မိသားစုကိုအောင်ပြည်စုံမဲ့မျိုးရတနာတိုင်းမိသားစုအစရဲ့ဆုံးလူရှင်တွေရဲ့ဆုံးလူကိုကျမတို့ကုသိုလ်စုကုဆုံးလောင်းပြီးဆုံးလောင်းသိဖြစ်ဝေယဝဆကုသိုလ်ယူပြီးတော့နေ့စဉ်တရက်မပြတ်ဆုံးလောင်းလူခဲ့တာ2နှစ်ကျော်ခဲ့ပြီဖြစ်တယ်ဦးဆန်းဦးဆိုတာဗုဒ္ဓဘာသာကိုအင်မတန်တတ်ဝင်ယုံကြည်ပြီးတော့တန်ဃာတော်ပါ400ကိုအာယုံဆုံးလောင်းလူနေတဲ့ဘာသာရေးကိုင်းဆိုင်သူတယောက်ဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်လူဖွင့်ရေးသမားတယောက်ကိုကျမတို့အမျိုးသားရေးသမားတယောက်ကတခုတ်တရပြောရတာတော့မှတော်တော်ကိုပဲ့ပါတယ်သို့တော့သူ့ရဲ့ဝါဒဖြန့်မှုတွေကို
ယုံမားနေတဲ့မိဘပြည်သူများအနေနဲ့သူဝါဒဖြန့်တယ်လို့တကယ်ပဲအစိုးရအဖွဲ့ထဲမှာရိုဟင်ဂျာအသွင်ပြောင်းကပြည်အောင်စုဝင်ကြီးဖြစ်နေသလားဆိုရဲစိုးရိမ်မှုတွေပုံပန်မှုတွေရှိနေတဲ့အတွက်ကျမကပြောပြရခြင်းဖြစ်ပါတယ်ဒီလူရဲ့လာရစင်းမြစ်ဒီလူရဲ့ရည်တည်ကလူခွင့်ရေးသူ့ပါဇက်ကိုယ်တိုင်ကအမျိုးသားရေးဆိုတာဂျင်းနေပါတဲ့2025ရွေးကောက်ပွဲပြီးရင်မျိုးသားရေးသမားတွေမလိုတော့ဘူးတဲ့မျိုးသားရေးသမားတွေဆိုတာလိန်ညာစားနေတာတဲ့သူကမျိုးသားရေးသမားမဟုတ်တယ်လို့မျိုးသားရေးသမားတွေနဲ့လည်းအပေါင်းအသင်းမလုပ်ပါဘူးလို့မျိုးသားရေးကိုပြစ်ပယ်ထားတဲ့လူခွင့်ရေးသမားဖြစ်တယ်သူ့လိုလူခွင့်ရေးနဲ့ကျမတို့လိုတိုင်းချစ်ပြည့်ချင်မျိုးသားရေးတွေကရက်တီချက်ကနတ်သစီနဲ့ဤလိုကွာခြားပါတယ်ဒီလိုလူမျိုးကိုတခုတ်တရပြောရတာတော့တော်တော်ကိုတနားတယ်သို့တော့သူ့ရဲ့ဝါဒဖြန့်မှုတွေကိုအများပြည်သူအနေနဲ့ချင်းမြင်လွဲမားသွားမှာဆိုတဲ့အတွက်သူဝါဒဖြန့်မှုတွေဟာနိုင်ငံတော်အစိုးရကိုအကြီးညိုပြတ်ဖို့ပြောင်းစုဝင်ကြီးကိုအမြင့်ဖြတ်ဖို့မဟုတ်မမယ်လိမ့်လဲမှုတာဖြစ်ပြီးတော့တရားစကားနဲ့တဘောပဝင်းကျင်ထိန်းသိမ်းရဝင်ကြီးဌာနပြောင်းစုဝင်ကြီးဦးစန်းဦးတီတက်မတော်မှာဒုတိယဗိုလ်ချုပ်ကြီးအထိတာဝန်ထမ်းဆောင်ခဲ့ပြီးနိုင်ငံတာဝန်ကိုကျေပွန်ခဲ့တဲ့တက်မတော်သားကောင်တယောက်ယဟန်တန်ကများကိုအာယုံဆုံးလောင်းလူပူဇော်နေတဲ့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ကြောင်းကျွန်မမပုတုမဟာသွေးကရှင်းလင်းတင်ပြပေးချင်ပါတယ်